ဘူးဆိုရင်မင်္ဂလာရှိတဲ့အချိန်လေးကိုကြားရောက်လာပြီဖြစ်တဲ့အတွက်မိဘတို့ကိုတရားရှိတဲ့အတိုင်းဒီသားရဲ့ဒီသမီးရဲ့ကိုစစ်ဆက်ကြောင်းလမ်းပေးဖို့စီစဉ်နေဖြစ်ပါတယ်ဟုတ်ပါရဲ့ရှင်လူကြီးချင်းတွေ့ဆုံကြတဲ့ပွဲဆိုလဲမမားပါဘူးကျမမှလည်းဒီသမီးလေးကြောက်တဲ့ရှိရဆိုတော့သမီးလေးရဲ့နောင်ရေးကိုစိတ်အေးချင်တယ်လေခန့်ဟမ်ရပါခင်ဗျာလို့ပြောပါခင်ဗျာအော်နားလည်ပြီပေါ့ပါပါအဲ့ဒီတော့လက်ထက်မဲ့ရက်ကိုလေကျမတို့လူကြီးချင်းပဲနေကောင်းရက်တာရွေးကြတာပေါ့ဟုတ်တယ်နော်မာကြီးရရှိရပါရှင်လို့ပြောပါခင်ဗျာအမျိုးရလို့ပါခင်ဗျာရရှိလိုက်လို့ပါရှင်အမျိုးရရှိနားလည်ဘာပူပါလဲခင်ဗျာဟိုလေလောက်ရပူစရာအကြောင်းမရှိပါဘူးတပန်းမတောင်ကလာပဲဆိုတော့လေခက်ကန်နာနဲ့ကြီးနဲ့တခါတည်းအားရပါရဆောင်ပြီးပါမယ်ခင်ဗျာနောက်ဟေးခန့်ကိုလုံးနဲ့ကိုဒီကခန့်ဟုတ်ပါခင်ဗျာဘာဖြစ်စကားနဲ့ပြောလို့ရလားရပါခင်ဗျာအခုကမက်ကလာရှိရဲ့အချိန်ခါတော်မရမှာမိပါလေသဘောတူကြည့်ပြကြပြီဆိုတော့ကျွန်တော်တော့သမီးကိုဆိုလို့ရပြီလားဆိုလို့မေလက်ဆိုတဘောပေါင်းလွယ်ပါနဲ့လက်ထလက်ဆိုလို့ရမလားလက်ဆိုဘာဆိုလို့ရမှာဆိုလို့ရမလားတော့ဆိုလို့ရမလားခုခဏနေဆိုရမလားဆိုလိုက်ဆိုတော့တဘောကောင်းတော့ခုဆိုရမယ်အမေဆိုစီရပေးပါမယ်တဘောကောင်းစုံမယ်နော်ဝိုးလာပြီဖျားတရားတော့အောက်ပြီတော့ဆိုရမယ်ဒီအမေဘာရွာရှက်ကုန်မရှိဘူးလို့မသိပါဘူးရှက်ကငါကရှိပါရဲ့ဟိုတက်လီနဲ့ဒီဟောမရှိရောအတမရှိတော့ဘူးရတယ်ပြဿနာမရှိဘူးဒါလည်းတို့ကသဘောတူကြည့်ပြီးသားဘာအတက်မရှိရမလဲအတက်ရှိရဲ့အရှက်မရှိလို့ပြောအတက်ကအရှိဦးရှိရဲ့ဘာဖြစ်နေဆိုမယ်နော်ဆိုလိုက်မယ်ဟာတဘောကောင်းရဲ့ဆိုမယ်နော်ဖျားတရားတော့အောင်နေပြီဟောဖျားတရားအာရုံပြီးဒါလို့အချစ်ရေးခိုင်နေရောဆိုမယ်နော်မအော်နဲ့နော်ဒီလိုလက်ဆိုလက်နဲ့ကြားနေမအော်နဲ့လို့တရွေ့ဆိုပေးမယ်မဆိုရဘူးလားတော့ဒိုင်လာအမကလည်းလိုက်လာပြီပြန်လာတယ်ရောမယ်မဆိုနဲ့ရှစ်ဒီမှာဘာလုပ်နေလဲပြောဆိုနေရလေရှစ်သမားလည်းဆိုတော့အခုသူများလည်းစွန့်နေပြီလားမမဆိုလို့ဆိုမလို့ရတယ်တော်တော့မယ်ဘာမှရှာမရှိနဲ့ဟာအခုကျမလည်းလိုက်ခဲ့မဟုတ်ဘူးလေကိုနေလားအဲ့ဘာလဲဘာမဟုတ်ဘူးသူမဆိုတာကြလို့လိုက်လာဘာလို့လက်ဆိုပြီးတော့တွေ့ရကြလို့လိုက်လာဟိုစမရှင်းပြမယ်ရှင်းပြနေတယ်တော့ရှင်းဦးချင်ထွက်သွားအမေသမီးရဲ့ဆက်တယ်နော်ဟိုဒီတစ်ခါလောက်ဆိုရမယ်လေသမီးဘာဖောက်မှာလဲဘာဆုံးမှာရှင်းကျမနဲ့တစ်ခါလေးလိုက်ခဲ့တရားတော့မလက်မလိုက်တော့ဘယ်လိုအောင်ကန်ဟောကန်မချေဘူးကန်နေတယ်ရှင်းကျမနဲ့အတက်ချင်းလဲလိုက်တော့အခုလိုက်ခဲ့လားဆိုမယ်တစ်ခါလောက်အားဆက်နေတယ်လားဘလို့ပြကြလဲကန်ဘာခဲတော့အဲ့ဒါရှင်းဘာလို့ရှင်းဘာလို့မရလဲတော့လေစိတ်မကောင်းပါဘူးတော့ဝင်ပြီအော်ဟုတ်ပါဘူးသွားလို့ပြောမှာလေသွားစိတ်ဒီမှာရောင်းကုန်နေတာသိနေတော့လေ